ဒီဗီဒီယိုမှာတော့မာရီယိုကို2vs2 မှုမှာတွားချင်ပါမယ်ဒီ2vs2 မှုဆိုတာကပလေယာ2ယောက်တာဝါကျူးတဲ့အထိဆော့ရတဲ့မှုလေးပေါ့နော်2ယောက်တူဆော့ရတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ်တငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ကိုကောင်မလေးနဲ့ပဲဖြစ်ဖြစ်ကို crash နဲ့ပဲဖြစ်ဖြစ်အတူတွဲဆော့ရင်တော့တော်တော်လေးကိုပြောဖို့ကောင်းတဲ့မှုလေးပါဆိုတော့စားလိုက်အောင်ဟုတ်ပြီကျွန်တော်ကတော့မာရီယိုကိုခေါ်ထားပြီးပြီအတူတွဲဆော့ဖို့လူမရှိဘူးဆိုရင်လည်းဒီ Dream Duo ထဲမှာကိုသဘောကျတဲ့သူကိုရှာလို့ရပါတယ်ဆိုတော့ကျွန်တော်ကတော့ပွဲလေးစားလိုက်တော့မယ်ဒါကကျွန်တော်ဒီမှုကိုပထမဆုံးစဆော့တာ Hero Bit မှာတော့ကျွန်တော် skin စမ်းနေတာနဲ့ Ukraine ကိုပဲပစ်လိုက်ပါတယ်ဒီပွဲလေးရောက်မှသိခံရမှာပေါ့နော်အခုကတော့ပစ်လိုက်ပါပြီစစချင်းကျွန်တော်တို့မှာတာဝါတစ်ခုစီရှိတယ်အဲ့တာဝါကိုရအောင်ချိုးရမှာပါကျွန်တော်ထင်တာကတော့လေဒီမူက Main Hero တွေကတော်တော် strong နေဗျမင်းတို့ရဲ့ damage ရဲ့ AoE spell တွေကအဝေးကနေ damage ပြီးတော့တော်တော်ကောင်းတာပါကျွန်တော်တော့ Organi နဲ့ဒုက္ခတွေရောက်လို့မာရီယိုက main လေးပြစ်ပေးခဲ့လို့ဒါတော်သေးတယ်ပြောရမယ်အဲ့ဒါနဲ့အစမှာတော့ကျွန်တော်တို့သိခံရတယ်enemy ကပဲသိတာမဟုတ်ဘူးเนาะကျွန်တော်ကလည်းသိပါတယ်မာရီယိုလေဒီမှာကြည့်လိုက်ဗျာအဲ့လိုနဲ့တဖြည်းဖြည်းမေဂိမ်းကိုရောက်လာတော့ကျွန်တော်နဲ့မာရီယိုတို့သိခံနေရတော့မှာပဲဟီရိုကေကိုပဲကြည့်လိုက်ဗျာအဲ့လိုနဲ့ကျွန်တော်တို့ဒီမှုကိုနားလဲသွားတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့သိပြီလေအဲ့ဒါနဲ့ကျွန်တော်ကသွေးနေပြီးပြန်တော့မယ့်အချိန်မှာမာရီယိုကတာဝန်ဝင်ချိုးပြီးတော့ပွဲကိုအန်ပြီးလိုက်ပါတယ်ကျေးဇူးပါမာရီယိုကျင်းလာလို့ခဏပါဒါကတော့ကျွန်တော်နဲ့မာရီယို2vs2 မှုကိုဆော့ခဲ့တော့ငါဗီဒီယိုလေးပါ record ထားတာကကြာပြီဆိုပေမဲ့ကျွန်တော်ဒီအပိုင်းမအားတာမို့လို့ဗီဒီယိုလေးတွေမလုပ်ဖြစ်တာပါဆိုတော့အခုကတော့တင်ပေးလိုက်ပါပြီနောက်ထပ်လည်း hero story တွေတင်ဖို့အများကြီးရှိပါသေးတယ်ကဲကျွန်တော်တို့ဆရာပါဗျနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်